ကလေးတွေကိုလေးဘလို့ထုတ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့လေးထုတ်နည်းစဉ်စဉ်လေးတွေကိုပြပြပေးပါမယ်ကလေးကအဓိကပေါ့နော်6လ3လအထိပေါ့နော်ကလေး nose တိုက်ပြီးတိုင်း nose ဆိုပြီးတိုင်းကလေးကိုလေးထုတ်ပေးဖို့လိုအပ်ပါတယ်ဒါကလွယ်ပါတယ်ဘလို့ထုတ်ရမလဲဆိုရင်ကလေး nose ဆိုပြီးဆိုရင်ကလေးကိုဒီလိုပေါ့နော်ဒီကလေးရဲ့ဦးခေါင်းကိုဒီကြားထဲမှာထားပြီးတော့လို့ထောင်းထောင်းလေးထားလိုက်ရုံပါပဲထောင်းထောင်းလေးထားပြီးတော့နောက်ကကြောကိုလက်ကလေးနဲ့တသားညီညီတသားလေးလိုလေးပုတ်ပေးမယ်ပေါ့နော်ဒါမျိုးလေးနေ9မိနစ်ကနေ9မိနစ်3မိနစ်5မိနစ်နေရင်တို့ကပေါ့နော် keep ဆိုပြီးတော့အတန်လေးနဲ့လေးထွက်သွားတယ်ပေါ့နော်ဒါဆိုရင်လေးထွက်သွားပြီနောက်တနည်းကပခုံးပေါ်ဒီလိုကလေးကိုပေါ့နော်ညီညီသားရဲ့လိုတင်လိုက်မယ်အဲ့မှာအကြီးကကလေးရဲ့ဒီနှာခေါင်းကိုပေါ့နော်ပခုံးနဲ့တိုက်မနေပဲနဲ့သူ့ရဲ့နှာခေါင်းလေးရပေါ့နော်ဒီပခုံးပေါ်မှာမြင့်မြင့်လေးလိုမျိုးလေးထောင်ထားမယ်ညီညီသားလေးလက်ကိုဒီလိုသေးချာလေးပွေပြီးတော့ဒီကြောလေးကိုညီညီသားလေးဒီလိုလေးပုတ်ပေးမယ်ပေါ့နော်ပုတ်ပေးမယ်ဒါမျိုးလေး9မိနစ်ကနေ10မိနစ်ထိပေါ့နော်တစ်ခါလေးကျရင်9မိနစ်ထိပုတ်စရာမလိုတစ်ခါလေးတန်းထွက်တယ်ပေါ့နော်ဒါမျိုးလေးညီညီသားလေးကြောလေးကိုပုတ်ပေးမယ်ဒါမျိုးဆိုရင်လည်းကလေးရလေးထွက်ပါတယ်နောက်တစ်ခုနောက်တစ်မျိုးနီးလန်းကကလေးကိုဒီလိုမျိုးတခြားလေးလိုလေးထိုင်လိုက်မယ်ထိုင်ပြီးတော့ပေါ့နော်ဒီနောက်ကလက်ကဒီနောက်ကလဲပင်းနဲ့ခေါင်းကိုတခြားလိုမျိုးလေးကင်ပြီးတော့ဒီလိုလေးထောင်လေးထိုင်ထားမယ်ဒါလိုမျိုးလေးထားရင်လေကလေးကလေးထွက်တယ်ပေါ့နော်နောက်ထပ်နီးလန်းကဒီလိုမျိုးလေးထိုင်ပြီးရင်ဒီစကဲပုံစံဒီလိုလေးဝိုက်မှာပေါ့နော်ဒီနီးလန်းကကြတော့နည်းနည်းတော့ကလေးကိုဦးခေါင်းကိုတေချာနောက်ကနေဒီလက်ကနောက်ကတေချာထိမ့်မှရမယ်ပေါ့နော်တေချာမထိမ့်နိုင်ရင်အဆင်ပြေဘူးပေါ့နော်ဒါမျိုးလေးကလွယ်တယ်တတအောင်ဆိုရင်ဒါမျိုးလေးထုတ်ခဲ့တယ်ပေါ့နော်ဒါမျိုးလေးစကဲပုံစံလေး white ပေးလေုံနဲ့လေးထွက်တယ်ပေါ့နော်ဒီလိုဦးခေါင်းကိုနိုင်အောင်မထိမ့်နိုင်ရင်တော့ဒီနီးလန်းကိုတော့မလုံနဲ့ပေါ့နော်တခြားလွယ်တဲ့နီးလန်းလေးလုပ်လို့ရပါတယ်အဓိက3လအောက်ကလေးတွေမှာမဖြစ်မနေနိုးတိုက်ပြီးတိုင်းလေးထုတ်ပေးဖို့လိုအပ်တယ်တကယ်လို့လေးမထုတ်ဘူးဆိုရင်ပေါ့နော်ကလေးကလေးနာတာတို့ဘိုက်အောင်တာတို့ပြည့်အင်ပြီးတော့နူးဆိုပြီးအင်ပြီးတော့ကြတော့လေးနာတာဖြစ်ပြီးတော့ကြတော့ကြီးကြတာတွေငိုးတာတွေဖြစ်တတ်ပါတယ်ဒါကြောင့်မို့လို့ကလေးတွေကိုလွတ်ထုတ်ပေးဖို့လိုအပ်ပါတယ်